ပူမပေးဘဲနဲ့ဘာလို့မိကိုတွေထွက်နေတာဆိုတာတီကြလားလက်ဆက်စီကြောင်ပေးလိုက်လို့ရီးတစ်ဆက်လောက်ဒီကိရိယာလေးပေါ်ကြားသွားလာနဲ့အဖြူရောင်ပြူကိုတွေထွက်လာတာကိုတွေ့ရမှာပါဒါပေမဲ့ဒါကမိကိုလည်းမဟုတ်သလိုရေနွေးငွေလည်းမဟုတ်ပါဘူးဒါကို ultrasonic atomization လို့ခေါ်ပါတယ်ဒီစနစ်ရဲ့အထူးအစိပ်ပိုင်းကတော့ piezoelectric ceramic disc လေးပဲဖြစ်ပါတယ်မီးအားရတာနဲ့ဒီပြားလေးကတစ်စက္ကန့်ကိုအချိန်ရေ2000ကနေ3000အထိအလုံးများနဲ့နှုံးနယ်တုံခါပါတယ်အဲ့ဒီတုံခါမှုကရေထဲကိုတက်ရက်ရောက်သွားပြီးရေဖြည်မျက်နှာပြင်ပေါ်မှာတင်းငယ်တဲ့လိုင်းတွက်လေးတွေထစ်ပေါ်စေပါတယ်အဲ့ဒီလိုင်းတွက်လေးတွေပြိုကွဲသွားတဲ့အခါမှာတော့ရေဆက်လေးတွေကမိုက်ခရိုမီတာအဆင့်အထိတင်းငယ်တဲ့အမူအမားလေးတွေဖြစ်ရုပ်ပိုင်းဆိုင်ရာအရာကွဲအပ်သွားတာပါအဓိကအချက်ကတော့ဒီမှာအပူလုံးဝမပါတာပါပဲရေကစုပွက်လာတာမဟုတ်ပဲတုံခါမှုကြောင့်မြူကိုဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်တင်းငယ်တဲ့ control board လေးကနောက်ွယ်ကနေလိုအပ်တဲ့အချက်ပြားလိုင်းတွေကိုပေးပို့ပြီးဒီပြားလေးကိုစက်တိုက်တုံခါနေအောင်လှုပ်ဆောင်ပေးပါတယ်ဒါကြောင့်လဲဒီစနစ်တစ်ခုလုံးကတင်းငယ်ချင်းလက်ဒီလက်စစ်စားလဲတက်တာသလိုထိရောက်မှုလည်းရှိနေတာပါဒီနေပညာကို humidifier တွေအမွေးနဲ့သားဆက်တွေနဲ့ဈေးပညာသုံးအသက်ရှူဆက်တွေမှာအသုံးပြုကြတယ်ကြီးလိုက်ရင်တော့မော်ဆန်းတလို့ပဲဒါပေမဲ့တကယ်တမ်းတော့တစ်စက္ကန့်ကိုအချိန်ပေါင်းထောင်ချီပြီးအလုံးလုံးနေတဲ့ယူပဗေဒသဘောတရားတသက်ပါပဲအခုဆိုရင်ဒါကဘယ်လိုအလုံးလုံးတယ်ဆိုတာတီးသွားပြီဆိုတော့ဒါကိုမီးကိုလို့ခေါ်ဦးမလား